အဲ့ဒီမတ်လ28ရက်မနေ့ကနော်အဲ့ဒီထိုင်းဘက်မှာမြန်မာဘက်မှာငလီလောက်တာလေငလီလောက်တော့ကျွန်တော်ဒီအမေရိကမှာနေတော့ညပါဖြစ်နေတယ်အဲ့ညတကောင်7 night မှာအဲ့ဒီကီနီတမတော်တရားကခုငားတယ်ဘောနော်မယ်ဖစိုးနမယ်ခုငားတယ်အဲ့ဒါဆက်တော့ကိုကြီးဒီမငလီလောက်တယ်အဲ့မှာလောက်လာလို့မေးလာတယ်အဲ့တော့အဲ့ဒီကျွန်တော်ရဲ့ရှာမလဲပြောပါတယ်ငလီလောက်တယ်ကိုကြီးတဲ့ပြီးစေးရတာ15မိနစ်တော့မှလည်းအေကဟိုး30နဲ့ထပ်မနေခဲ့တယ်ဆိုတော့အဲ့ဒီပြီးစေးရတယ်ကလေးတယောက်ရှိပြီးတော့အဲ့လိုပြောတယ်အဲ့ဒါနဲ့ဝေကြည့်လိုက်တော့ပြူချတဲ့ဟာလဲပြူချနမောပြည်သားတွေပါဗျာလောက်ဓမ္မတွေကအစောလုံးကြီးလောက်တယ်ဟိုးဟိုးအဲ့တော့ဘယ်လိုမှဖြစ်သူတို့ကူညီလို့မရဘူးဖြစ်တယ်ပေါ့ကျွန်တော်လည်းအနာပိုင်မဟုတ်ဆိုတော့အဲ့ဒါကြည့်ရတော့စိတ်မကောင်းဖြစ်တယ်ဒီအများကျွန်တော် YouTube ကြည့်တဲ့လူလည်းမတွေ့ဘူးတဲ့လူတွေပေါ့နော်တွေ့ဘူးတဲ့အဲ့လိုပါပဲလောက်ပြပေးတာဒီ live မှာခင်ထားတဲ့တကယ်ချင်းတွေလည်းငလီလောက်လာအမေရိကမှာဆိုပြီးတော့မေးလာကြတာပဲအဲ့တော့ကျွန်တော်လည်းဘယ်လိုဖြေရမလဲဆိုမဖြစ်ပါဘူးဒီမှာဘာမှဖြစ်ဘူးလို့ပဲဖြေလိုက်တယ်အဲ့တော့တကယ်သူတို့ပို့လာတဲ့ဟာဒီလည်းငလီလောက်တာတွေ့တယ်နောက်ပြီးတော့သူများတွေပြေးတဲ့ဟာတွေပြူချတာလည်းတွေ့တယ်အဲ့အမှတိပြလိုက်တယ်ဝေတွေ့တာတော့စိတ်မကောင်းစရာပဲနော်ကဘာလဲမျိုးပဲဖြစ်လာတယ်သူမျိုးပြီးတမျိုးတိုက်ခိုက်တဲ့နေရာလဲမပြီးဆုံးသေးဘူးတမျိုးပြီးပြန်လာတမျိုးပြီးတမျိုးတက်လာတယ်ဆိုတော့ဒီဘောကကောင်းလို့အဲ့ဒီချင်းစတဲ့ငချင်းကလေးချီပြီးတော့ပြေးစေးရတယ်ဆိုတော့လွတ်ပြေးစေးရပြီးတော့အောက်မှာပေါ့နော်သူတို့နေတဲ့တိုက်ကတော့မပြိုပါဘူးဒါပေမဲ့စိတ်ကောင်းပေါ့အဲ့လိုမျိုးဖြစ်တယ်ကြားခဲ့ရတယ်မြင်ခဲ့တယ်တခြားဟာလည်းပြိုတယ်တွေ့တယ်ဆိုတော့ကကောင်းလို့သူနေထားတဲ့တိုက်ခေါက်မပြူတာပဲကိုတရားအနေနဲ့တော့ရာပဲဟိုဝတ်တာတယ်လို့ပြောမိရမှာပေါ့နော်ဒီကျွန်တော်လည်းဘာမှလည်းမထင်ခဲဘူးပြောတာလည်းငယ်လေးလောက်ရဆိုတာရိုးပဲလို့အဲ့လိုပဲတွေးနေစိတ်ထဲမှာသူ့ဓမ္မရရှာလိုက်တည်တယ်ဖြစ်နေအရေးကပြင်းနေပြဖြစ်ရှိပေးပါဦးလို့ဒီဖြစ်နေတဲ့ကြားမှာပဲကိုယ်ကစာရေးထားလေအဲ့ထက်မှာအဲ့တော့ပြန်တွေ့တယ်နဲ့ကိုကလူကိုရှိစာမိဘလို့ပဲကိုစိတ်လာမိရကိုချင်ဘာကွာဘာမစင်စာမိမဆိုရင်မိတဲ့အတွက်ကြောင့်မလို့ဒီစာရေးခဲ့တဲ့ဟာတွေလည်းပြစင်စာလည်းမာတခုပဲသူများလည်းပြန်လာကြီးဆိုင်တဲ့ကြားမှာကိုကဘာမှမတွေ့ဘဲနဲ့ဟိုပြန်လာဟောက်တေးလေးကိုဖြစ်ရှိပေးပါလို့သူ့စာပို့လိုက်တယ်ဆိုတော့ကိုရမ်းမာတယ်ပေါ့တောင်းပါတယ်ပေါ့ကိုတယောက်အနေနဲ့ပြန်လည်းပြောချင်ပါတယ်